အားလုံးပဲမင်္ဂလာပါကျွန်တော်တို့နေ့စဉ်ပတ်ဝန်းကျင်မှာကက်ကလေးတွေကိုမြင်တွေ့နေရပါမယ်သူတို့ရဲ့အသိဉာဏ်နဲ့ကြိုးစားအထောက်မှုကိုသတိထားမိသူနေပါပါတယ်အင်ဂျင်နီယာတင်တဲ့မတက်ဘူးပဲလက်နက်ကရိယာမရှိပဲနဲ့အုတ်ခဲလိုမာကြောတဲ့အိမ်တွေကိုဘယ်သူတွေစောင့်နိုင်တယ်လဲလို့မေးရင်အဖြေကတော့ငှက်တွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကမ္ဘာအမကန်ဆုံးငှက်တွေရဲ့အတိုက်ဆောက်လုပ်ပုံနဲ့သူတို့ရဲ့ဘဝအကြောင်းတွေကိုပြောပြသွားမှာဖြစ်ပါတယ်မိဖို့စောင့်ငှက်ဒါမှမဟုတ်လို့ရှိရင်ရှင်ဦးတဲငှက် Rufus Honaro လို့ခေါ်တဲ့တောင်အာဖရိကတိုက်ကငှက်အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်တောင်အမေရိကမှာရှိတဲ့ Rufus Honaro လို့ခေါ်တဲ့ငှက်တွေအကြောင်းမှာသူတို့ဟာရှင်မျက်ချောင်းနားချေတွေကိုသုံးပြီးမိဖို့ပုံစံအတိုက်တွေကိုဆောက်လုပ်ကြပါတယ်ဒီအတိုက်တွေဟာနေပူထဲမှာအုတ်ခဲလိုမာကြောသွားပြီးမုန်တိုင်းတန်ကိုတောင်ခံနိုင်ပါတယ်အထက်မှာအခန်းတစ်ခန်းပါဝင်ပြီးရန်သူကိုအလွယ်တကူမဝင်နိုင်အောင်အကွေးအကောက်တွေနဲ့ဆောက်လုပ်ထားတာကတကယ်ကိုအံ့ဩစရာဖြစ်ပါတယ်သူတို့စီကနေရနိုင်တဲ့သင်ခန်းစာကတော့ခိုင်မာတဲ့အုတ်မြစ်ဟာအနာဂတ်အတွက်အကောင်းဆုံးကာကွယ်မှုဆိုတာပါပဲ Rufus Honaro ကိုအဓိကအဖြစ်တောင်အမေရိကတိုက်မှာတွေ့ရပါတယ်အထူးသဖြင့်အာဂျင်တီးနားဘရာဇီးပါရာဂွေစတဲ့နိုင်ငံတွေမှာတွေ့ရပါတယ်ထို့အပြင်ဒီငှက်ဟာအာဂျင်တီးနားနိုင်ငံရဲ့အမျိုးသားငှက်လည်းဖြစ်ပါတယ်ဒီငှက်ရဲ့အရောင်ကတော့အနီညိုရောင် reddish brown ဖြစ်ပြီးအရွယ်အစားကတော့မကြီးလုံးမငယ်လုံးပါဘူးတာမန်ငှက်တစ်ကောင်လိုပဲမြင်ရပေမဲ့သူ့ရဲ့ထူးခြားတဲ့အရာကတော့အိမ်ဆောက်တဲ့ပုံစံပဲဖြစ်ပါတယ် Rufus Honaro ဟာအိမ်ကိုမြေရေတင်ပြီးပင်ပေါင်းပင်နေနဲ့တဖြည်းဖြည်းတိဆောက်တတ်ပါတယ်တင်ပြီးဆိုတာကဘာကိုပြောတာလဲဆိုလို့ရှိရင်မျက်6တွေကိုပြောခြင်းဖြစ်ပါတယ်သူတို့ဆောက်တဲ့အိမ်ကတကယ်ကိုမိဖို့လိုပုံစံရှိပြီးအရန်ခိုင်ပါပါတယ်တခါတလေမိုးရွာလဲမပြတ်လွယ်ပါဘူးဒီအိမ်တစ်လုံးဆောက်တတ်ဖို့အတွက်အချိန်တော်ကြပါတယ်အများအဖြစ်တစ်လကျော်ကြာနိုင်ပါတယ်အထူးသဖြင့်အမျိုးသားငှက်နဲ့အမျိုးသမီးငှက်နှစ်ကောင်စလုံးပူးပေါင်းပြီးဆောက်ကြတာဖြစ်ပါတယ်ဒီအချက်ကနေသင်ယူနိုင်တာကတော့ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့အရေးကြီးသောအချက်ဖြစ်ပါတယ်အပြင်ကန်းနဲ့အထဲကန်းဆိုပြီးခွဲထားတာကရန်သူတွေကိုမျက်စိလှည့်လို့ရအောင်စီစဉ်ထားခြင်းဖြစ်ပါတယ်ဒီငှက်ဟာအလုတ်ကြိုးစားတဲ့ငှက်မျိုးလည်းဖြစ်ပါတယ်သူတို့ကအိမ်ဆောက်တဲ့အခါမှာလည်းမနာတဲ့အလုပ်လုပ်ကြသလိုဒီအချက်တွေကလူသားတွေအတွက်လည်းသင်ခန်းစာတစ်ခုဖြစ်ပါတယ်အောင်မြင်မှုရဖို့ဆိုရင်ကြိုးစားအားထုတ်ရမယ်ဆိုတာကိုပြသနေပါတယ်ဒီငှက်ဟာမိသားစုဘဝကိုလည်းတန်ဖိုးထားပါတယ်အများသောအားဖြင့်တယောက်တည်းမနေပဲဇုံရဲအဖြစ်နေထိုင်ကြပါတယ်အတူတကွအိမ်ဆောက်ပြီးကလေးတွေကိုစောင့်ရှောက်ကြပါတယ်ဒီအချက်ကြီးကြောင့်Rufus Honaro ကိုလူတွေကတာမန်ငှက်တကောင်အပြစ်မမြင်ပဲကြိုးစားမှုနဲ့တာဝန်ယူမှုကိုသင်ခန်းစာအဖြစ်လဲမြင်ကြပါတယ်။နောက်တစ်ချက်ကတော့ဒီငှက်ရဲ့အတန်ဖြစ်ပါတယ်။အတန်ကျယ်ပြီးတက်ကြွတဲ့အတန်နဲ့အချင်းချင်းဆက်သွယ်ကြပါတယ်။ဒီအတန်တွေကသူတို့ရဲ့အဖို့ကိုခေါ်တာနေနေကိုကာကွယ်တာစတဲ့အရာတွေအသုံးဝင်ပါတယ်။နောက်ထပ်ဆက်ပြောပြမှာကတော့ Rufus Honaro ငှက်ရဲ့ဘဝစတင်ပုံနဲ့အရွယ်ရောက်လာတဲ့အထိအကြောင်းကိုဆက်လက်ပြောပြပါမယ်။ပထမဆုံးအနေနဲ့အိမ်ဆောက်ပြီးသွားတဲ့အခါမှာအမျိုးသမီးငှက်ကဥတွေကိုထုတ်ပါတယ်ပုံမှန်အားဖြင့်တစ်ချိန်ကိုဥနှလုံးမှ၄လုံးထိထုတ်တတ်ပါတယ်ဒီဥတွေကသေးငယ်ပြီးအဖြူနဲ့အနည်းငယ်အပြာရောင်ဖြစ်နိုင်ပါတယ်အရေးကြီးဆုံးအဆင့်တစ်ခုဖြစ်တဲ့ဥပအောင်အပူပေးခြင်းကိုစတင်ပါတယ်အမျိုးသမီးငှက်ကအများအဖြစ်ဥပမာထိုင်ပြီးအပူပေးရပေမဲ့အမျိုးသားငှက်ကလည်းတစ်ခါတလေအကူအညီပေးပါတယ်ဒီအဆင့်ကပုံမှန်အားဖြင့်2ပတ်14ရက်ဒါမှမဟုတ်16ရက်နေလို့ရှိရင်အကောင်ပေါက်ပါတယ်နှစ်ပတ်ကြာပြီးတဲ့နောက်မှာတော့ကလေးငှက်တွေကိုပေါက်လာပါတယ်ပေါက်လာတဲ့အချိန်မှာသူတို့ဟာမျက်စိမဖွင့်သေးဘူးမျက်နှာအမွှေးမရှိသေးဘူးအရန်နူးညံ့မိဘအပေါ်အပြည့်အဝမှီခိုနေပါတယ်ဒီအချိန်မှာမိဘငှက်နှစ်ကောင်လုံးဟာအရေးကြီးတဲ့တာဝန်တစ်ခုကိုဆောင်ရွက်ရပါတယ်အစာရှာပြီးကလေးတွေကိုကြွေးခြင်းပဲဖြစ်ပါတယ်သူတို့ကမြေပြင်ပေါ်မှာရှိတဲ့ပိုးမွားပရိသရိษံပိုးပယောစိတ်ပိုးကောင်ငယ်များတို့ကိုရှာပြီးကလေးငှက်တွေအတွက်ပြန်ယူလာကြွေးပါတယ်တနေ့လုံးအလုရှုပ်ပြီးမနာတဲ့အစာရှာပေးရတာကြောင့်မိဘနှစ်ကောင်ရဲ့ကြိုးစားမှုကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်အချိန်ကြာလာတဲ့အမျှကလေးတွေကမျက်စိဖွင့်လာတဲ့အမွှေးတွေထွက်လာတယ်ကိုယ်တိုင်အနည်းငယ်လှုပ်ရှားနိုင်တယ်ဒီလိုနဲ့တဖြည်းဖြည်းဖွံ့ဖြိုးလာပါတယ်ပုံမှန်အားဖြင့်2ပတ်မှ3ပတ်အတွင်းကလေးငှက်တွေဟာအနည်းငယ်ကြီးလာပြီးအိမ်ထဲကနေထွက်ဖို့ပြင်ဆင်လာကြပါတယ်ဒီအချိန်ကအရန်စိတ်ဝင်စားစရာကောင်းပါတယ်ကလေးငှက်တွေကပထမဆုံးအချိန်တောင်ပန်ဖွင့်ပြီးပြန်မှုကြိုးစားတဲ့အချိန်ဖြစ်ပါတယ်ပထမမှာတော့မပြည့်စုံသေးဘူးတစ်ခါတလေပြုတ်ကျနိုင်ပါတယ်ဒါပေမဲ့မိဘငှက်တွေကအနိကစောင့်ရှောက်ပြီးလေ့ကျင့်ပေးကြပါတယ်
နောက်ဆုံးမှာတော့ကလေးငှက်တွေဟာကိုယ်တိုင်ပြန်လာနိုင်ပြီးကိုယ်ပိုင်ဘဝကိုစတင်တဲ့အရွယ်ရောက်လာပဲတဲ့ဒါပေမဲ့လည်းချက်ချင်းမထွက်သွားပါဘူးတချို့ကာလအတွင်းမိဘနဲ့အတူဆက်နေပြီးအစာရှာနည်းအသက်ရှင်နည်းတို့ကိုလေ့လာရပါတယ်ဒီ life cycle ကိုကြည့်မယ်ဆိုလို့ရှိရင်မိဘတာဝန်ယူမှုစောင့်ရှောက်မှုစူးစမ်းမှုတို့ကိုအပြည့်အဝပြသနေပါတယ်လူသားဘဝနဲ့နှိုင်းယှဉ်လိုက်ရင်လည်းကလေးတစ်ယောက်ကြီးလာဖို့မိဘရဲ့အားထုတ်မှုစောင့်ရှောက်မှုတွေလိုပဲလိုအပ်တယ်လို့ဒီငှက်ကလေးတွေရဲ့အတွက်လည်းလူသားတွေနဲ့အတူတူပဲဖြစ်ပါတယ်အခုနောက်ဆုံးပိုင်းမှာတော့ကတော့ Rufus Honaru ငှက်ရဲ့ဘဝမှာကြုံတွေ့နိုင်တဲ့အန္တရာယ်တွေကိုပြောပြချင်ပါတယ်ပထမအနေရကတော့တဘာဝရန်သူများဖြစ်တဲ့မွေတိတ်ငှက်စတာတွေကသူတို့ကိုဒုက္ခပေးပါတယ်ဒုတိယအန္တရာယ်ကတော့မိုးလေဝသဖြစ်ပါတယ်မိုးထန်လွန်းရင်လေပြင်းတိုက်လွန်းရင်အိမ်ပျက်စီးနိုင်ပါတယ်အိမ်ပျက်သွားရင်ဥတွေကကလေးငှက်တွေဓမ္မမဟုတ်လို့ရှိရင်ကလေးငှက်တွေအန္တရာယ်ရှိပါတယ်တတိယအန္တရာယ်ကတော့လူသားတွေရဲ့အန္တရာယ်ပဲဖြစ်ပါတယ်တစ်တော်ဖြတ်တောက်ခြင်းမြေယာအသုံးပြုပြောင်းလဲခြင်းစောက်လို့ရေးလုပ်ငန်းများလုပ်တဲ့အခါမှာငှက်တွေရဲ့နေထိုင်ရာနေရာတွေပျောက်လာပါတယ်ပျက်စီးလာပါတယ်ယော်နေလာပါတယ်တချို့နေရာတွေမှာလူတွေကဒီငှက်တွေကိုမသိပဲဖျက်ပြတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကလည်းသူတို့ဘဝအတွက်အန္တရာယ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကတော့ဒီငှက်တွေကလူနေထိုင်ရာအနီးမှာတောင်လိုက်လျောနေထိုင်နိုင်တဲ့ငှက်တစ်မျိုးပဲဖြစ်ပါတယ်ဒါကြောင့်အခြားငှက်များနဲ့နှိုင်းယှဉ်နေအန္တရာယ်ကိုအတော်လေးခံနိုင်ရရှိပါတယ်ဒီလိုအန္တရာယ်တွေကိုကြည့်လိုက်ရင်ငှက်ကလေးတွေရဲ့ဘဝဟာလွယ်ကူမှုတော့လွယ်ကူပေါက်ဖွာလာတာတော့မဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့လူသားတွေကတဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရမယ်တိရစ္ဆာန်များကိုမထိခိုက်အောင်လုပ်ရမယ်ဆိုတာကိုတော့သိထားတဲ့အချက်တွေထဲမှာပါဝင်ပါတယ်ငှက်ကလေးတွေဟာတဘာဝရဲ့လှပတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်လို့ဂေဟစနစ်ရဲ့ကျန်းမာရေးကိုပြသနေတဲ့ပဓာတိုင်တွေလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ရာသီဥတုဖောက်ပြန်မှုဟာသူတို့ရဲ့ရှင်သန်မှုကိုပြင်းပြင်းထန်ထန်ချိန်ချောင်နေပါတယ်ရာသီဥတုကြောင့်ဘဝပျက်စီးရတဲ့အကြောင်းရင်းတွေကိုဆက်လက်ပြောပြပါမယ်နေရက်နဲ့အတိုက်မုံပျက်စီးခြင်းအပူချိန်လွန်ကဲမှုကြောင့်တော်မီလောင်မုန်တိုင်းတန်ကြောင့်တစ်ပင်တွေလဲတာသူတို့ကအပင်ပန်းခံဆောက်ထားတဲ့အတိုက်တွေကိုဖျက်ဆီးပစ်တယ်လို့ဖြစ်သွားပါတယ်ရှင်ဦးတဲ့ငှက်လို့ခေါ်တဲ့မိဖို့ဆောက်ငှက်တွေရဲ့အတိုက်ဟာဆိုလို့ရှိရင်မိုးတိထန်လို့ရင်ပျော်ကျပျက်စီးနိုင်ပါတယ်အစားအစာကွင်းဆက်ပြတ်တောက်ခြင်းအပူချိန်ပြောင်းလဲခြင်းတို့အတွက်ပန်းပွင့်ခြင်းပိုးမွှားတွေပေါက်ဖွားခြင်းတွေကိုပြောင်းကုန်ပါတယ်ငှက်ကလေးတွေတပေါက်ချိန်မှာသူတို့ကျွေးမဲ့ပိုးမွှားတွေမရှိတော့တဲ့အခါငှက်ငယ်လေးတွေအစာငတ်ပြီးတည်ဆုံးရပါတယ်ငှက်ငယ်လေးများရဲ့တက်တန်းဟာဆိုလို့ရှိရင်2နှစ်ကနေ9နှစ်ပတ်ဝန်းကျင်ပဲနေထိုင်ရပါတယ်ရန်သူပေါ်တာနဲ့ရာသီဥတုတန်ကြောင့်သူတို့ရဲ့တက်တန်းဟာတိုးတောင်းလာပါတယ်လဲလက်နဲ့ငှက်ကြီးများကြီးကန်တိတ်ငှက်ကြိုးကြတို့လိုငှက်ကြီးတွေကတော့10နှစ်ကနေအနှစ်20အထိရှင်သန်နိုင်ပါတယ်ဒါကတော့ထည့်ပြောသွားတာပါအခုမြင်ရတဲ့ငှက်ကလေးတွေကတော့9နှစ်လောက်ပဲရှင်သန်နိုင်ပါတယ်ဇီဝကာမဖြစ်စဉ်ပြောင်းလဲခြင်းအပူချိန်တိုးလာခြင်းတို့အတွက်ငှက်တို့ရဲ့ခန္ဓာကိုယ်အရွယ်စားကသေးလာပြီးအတောင်ပံတွေကပူရှည်လာတာကိုသူတေသနတွေအရာသိရပါတယ်ဒါဟာပူနွေးတဲ့ကဘာမှာရှင်သန်နိုင်မှုသူတို့ရဲ့ခန္ဓာကိုယ်ကအတင်းကျပ်လိုက်လျောညီထွေအောင်ပြောင်းလဲနေထိုင်လာရတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်တော့အသေးလေးတွေပေးသွားဖို့မမေ့နဲ့နော် See you later alligator နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ Bye bye